ဂျပန်နိုင်ငံရှေ့မြောက်ပိုင်းယာမာကာတာမြို့ကအသက်15နှစ်အရွယ်အလဲတန်းကျောင်းသူလေးတူဟာထိုင်းနိုင်ငံမှာအသက်အငယ်ဆုံးမွေးထိုင်းကြေးစားဖိုက်တာဖြစ်လာပါတယ်။ထိုင်းဥပဒေအရကြေးစားကစားသမားအဖြစ်မှတ်ပုံတင်နိုင်တဲ့အနည်းဆုံးအသက်သတ်မှတ်ချက်က15နှစ်ဖြစ်ပြီးကိုလေးချိန်49.62ကီလိုရှိသူတွေအတွက်သတ်မှတ်ထားတဲ့မီနီဖလိုင်းဝိတ်တန်းကကာတိုဝါကီဟာထိုင်းလက်ဝဲကိုစတင်သင်ယူပြီးတစ်နှစ်နဲ့8လအကြာမှာကြေးစားကစားသမားအဖြစ်သူ့ရဲ့ပထမဆုံးနိုင်ပွဲကိုရရှိခဲ့တာဖြစ်ပါတယ်။ကာတိုဝါကီရဲ့ပထမဆုံးပွဲစဉ်ကဘန်ကောက်မြို့မှာလူသိများတဲ့အသက်19နှစ်အရွယ်ထိုင်းဖိုက်တာနဲ့လုံမနီအားကစားရုံမှာရှင်ပြိုင်ရတဲ့ပွဲဖြစ်ပါတယ်။သုံးချီကစားရတဲ့ပွဲမှာဂျပန်ဖိုက်တာမယ်လေးကပြိုင်ဘက်ကိုရှေ့ကန်ချက်ထောက်လက်သည်ခါးကန်ကန်ချက်တွေနဲ့အသာစီးရယူနိုင်ခဲ့တာကြောင့်ဒိုင်သုံးဦးလုံးရဲ့ဆုံးဖြတ်ချက်နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။ကျွန်မမှာစိုးရိမ်မှုမရှိဘူးကြောက်ရွံ့မှုလည်းမရှိဘူးဘာလို့လဲဆိုတော့ကျွန်မဘာမှနားမလည်လို့လေလို့စိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီးကာတိုဝါကီကခုလိုတုံ့ပြန်ခဲ့ပါတယ်။အထက်တန်းကိုရောက်ရှိခဲ့ရင်ပြည်ပမွေထိုင်းကစားသမားတွေအတွက်ထိုင်းနိုင်ငံကအထူးထုတ်ပေးတဲ့မွေထိုင်းဗီဇာနဲ့ဂျပန်နဲ့ထိုင်းနိုင်ငံကိုကူးကြည့်တန်းကြည့်လုပ်ပြီးလေ့ကျင့်မှုတွေလုပ်ဖို့ကာတိုဝါကီကစီစဉ်ထားပါတယ်။ကာတိုဝါကီရဲ့ရည်မှန်းချက်က One Championship နဲ့ကန်ထရိုက်စာချုပ်ချုပ်ဆိုပြီးကမ္ဘာချန်ပီယံဖြစ်လာရေးပဲဖြစ်ပါတယ်။